လူရှင်တော်ရွှေမိုးတုံးနဲ့ကိုထိလက်ရောက်လို့ဝေဖန်ခံနေရတဲ့အောင်စပူအောင်ရင်းကိစ္စနဲ့ပြိုင်လူပြောများနေတာကနာမည်ကြီးစမင်းသားအောင်စပူဟာသူ့ရဲ့လောက်ငယ်သားလူရှင်တော်ရွှေမိုးကိုလူမြင်ကွင်းစင်မြင့်ထက်မှကိုထိလက်ရောက်ကျူးလွန်ခဲ့တဲ့ဖြစ်စဉ်ပဲဖြစ်ပါတယ်။ပြဿနာရဲ့အစကတော့ရန်ကုန်တိုင်းလှိုင်ဘာတာကွင်းမှာပြုလုပ်ခဲ့တဲ့အောင်စပူဇက်ဖွဲ့ရဲ့တပင်ရာသီနှုတ်ဆက်ပွဲအထူးဖျော်ဖြေပွဲမှာဖြစ်ပွားခဲ့တာပါ။တနိုင်ငံလုံးကပြည်သက်တွေအလွယ်တကူကြည့်ရှုနိုင်အောင်လိုက်လွှင့်နေတဲ့အချိန်မိုးလင်းပိုင်းနှစ်ပါးသွားကနေတဲ့ချိန်မှာလူရှင်တော်ရွှေမိုးကခဏတာဆင်းလိသွားတောက်ခဲ့ပါတယ်။ဒီပြုမှုကိုအလွန်မင်းဒေါသထွက်သွားတဲ့အောင်စပူကစင်ပေါ်မှာလူများရှိမှရွှေမိုးကိုတုံးနေရိုက်ပြီးအပြစ်ပေးခဲ့တာဖြစ်ပါတယ်။တနိုင်ငံလုံးကြည့်ရှုနေတဲ့ live ပွဲကြီးမှာခုလိုကိုထိလက်ရောက်ရိုက်ခံလိုက်ရတဲ့အတွက်ရွှေမိုးတယောက်တော်လေးမျက်နှာပြက်ပြီးအရှက်ရသွားခဲ့တာကိုပြန့်နှံ့နေတဲ့ဗီဒီယိုထဲမှာထင်ရှားမြင်တွေ့ခဲ့ကြရပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးရွှေမိုးကအောင်စပူဇက်ဖွဲ့ကနေထွက်တော့မယ်လို့သူ့ရဲ့ Facebook စာမျက်နှာမှာဝမ်းနည်းစွာနဲ့ post တင်ခဲ့ပေမဲ့နောက်ပိုင်းမှာတော့ဆိုပါ post ကိုပြန်လည်ဖျက်ချသွားခဲ့ပါတယ်။ဒီလိုရဲ့ပေါ်ပြည်သက်တွေကတော့အတော်လေးကိုဒေါသထွက်နေကြပါတယ်။ဘလောက်ပဲဩဇာကြီးမားတဲ့ဇက်စင်ဟာတယောက်ဖြစ်နေပါစေလောက်ငယ်သားလူရှင်တော်တွေကိုလူမြင်ကွင်းနဲ့တနိုင်ငံလုံးကြည့်နေတဲ့ live ပေါ်မှာအခုလိုကိုထိလက်ရောက်ရှက်ခွင်းတာမျိုးလုံးဝမလုပ်သင့်ဘူးဆိုပြီးအောင်စပူရဲ့လုပ်ရက်ကိုပြင်းပြင်းထန်ထန်ဝေဖန်ရှုတ်ချနေကြတာပဲဖြစ်ပါတယ်။ပြည်သက်ကြီးတို့ရောအောင်စပူကိစ္စကိုဘယ်လိုမြင်ပါသလဲ